စတီယာနိုယော်နယ်ရိုရဲ့ဖခင်ဖြစ်သူဟာအလွန်ကျွံရက်တောက်မိယာကနေအစိတ်တင်ပြီးကွယ်လွန်သွားခဲ့တဲ့အချိန်မှာယော်နယ်ရိုဟာလူတိုင်းကိုတုံ့လှုပ်သွားစေမဲ့အရာတစ်ခုကိုလှုပ်ဆောင်ခဲ့ပါတယ်။ယော်နယ်ရိုဟာသူ့ရဲ့မိဘတွေကိုပုံမကောင်းမွန်တဲ့ဘဝတစ်ခုပေးနိုင်ဖို့အတွက် professional ဘောလုံးသမားတစ်ယောက်ဖြစ်လာဖို့အမြဲတမ်းအိမ်မက်မက်ခဲ့တာပါ။အရာအလုံးထက်သူအလိုချင်ဆုံးအရာကတော့သူ့ဖခင်ရဲ့မျက်လုံးတွေကိုတိတ်တိတ်ကြည့်ပြီးကျွန်တော်တို့အောင်မြင်သွားပြီအဖေလို့ပြောလိုက်ချင်တာပဲဖြစ်ပါတယ်။ဒီနေ့မှာတော့ယော်နယ်ရိုဟာနောက်တစ်နေ့မှာသူ့ရဲ့ကစားကွက်ကိုလာရောက်ကြည့်ရှုမဲ့လူစကောက်တစ်ယောက်ရှိတယ်ဆိုတဲ့အကြောင်းသိလိုက်ရလို့အရန်ကိုစိတ်လှုပ်ရှားပြီးအင်ကိုပြန်လာခဲ့ပါတယ်။အကယ်၍အရာအလုံးသာအဆင်ပြေသွားခဲ့ရင်နောက်ရာသီမှာ Manchester United အသင်းအတွက်ကစားခွင့်ရမယ့်အခွင့်အရေးကြီးရှိနေတာပါဒါပေမဲ့သူအင်ကိုရောက်တဲ့အချိန်မှာတော့အင်ရှိမှာရပ်ထားတဲ့လူနာတင်ကားတစ်စီးနဲ့အတူငိုကြွေးနေတဲ့သူ့ရဲ့မိခင်ဖြစ်သူကိုမြင်လိုက်ရပါတယ်။ဂျော်နယ်ရိုဟာတခုခုတော့ဆိုးဆိုးရွားရွားဖြစ်ပျက်နေပြီဆိုတာကိုချက်ချင်းပဲရိပ်မိလိုက်ပါတယ်။သူဟာမျက်ရည်တွေကြားမှာပြိုလဲသွားခဲ့ရပေမဲ့အဖေကုန်ယူရစေမဲ့တားတယောက်ဖြစ်အောင်ကျွန်တော်စူးစမ်းပါမယ်လို့သူ့ကိုယ်သူကတိတွေထက်ခါတလဲလဲပေးနေခဲ့ပါတယ်။နောက်ရာသီမှာတော့ဂျော်နယ်ရိုဟာ Manchester United အသင်းအတွက်သူ့ရဲ့ပထမဆုံးအရေးပါတဲ့ဂိုးကိုသွင်းယူနိုင်ခဲ့ပါတယ်။ဂိုးသွင်းပြီးတဲ့နောက်မှာတော့သူဟာကောင်းကင်ယံကိုမောကြည့်ပြီးအဖေကျွန်တော်အတွက်ဂုဏ်ယူနေလိမ့်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်လို့တိုးတိုးလေးရေရွတ်ခဲ့ပါတယ်။ကဲတင်လဲယော်နယ်ရိုဟာတကယ်ကိုတိတက်လိမ့်ပါတယ်တားကောင်းတယောက်လို့ထင်ရင်တော့ဒီဗီဒီယိုကိုအသေးလေးပေးပြီးကွန်မန့်မှာ CR7 လို့မှတ်ချက်ပေးသွားကြပါဦးဗျာ။